before နဲ့ ago ဘာကွာတာလဲ ago လွန်ခဲ့သောတစ်ချိန်က ago မှာမှတ်သားစရာ3ချက်ရှိပါတယ်နံပါတ်1အချက်ago ရဲ့ရှေ့မှာအချိန်နှစ်လရက်တိကျပါရမယ်သို့မဟုတ် a while ago a long time ago ဆိုတဲ့ vague time expression ပါရမယ်နံပါတ်2အချက်ပြစ္ဆုတ်ပံကနေနောက်ပြန်ရေတွက်တဲ့အချိန်မျိုးဖြစ်ရမယ်နံပါတ်3အချက်အတိတ်ဖြစ်သွားတဲ့အတွက် ago ကို past tense နဲ့တွဲပြီးတော့သုံးလေးရှိတယ် She called me 10 minutes ago လွန်ခဲ့တဲ့10မိနစ်ကသူမကျွန်တော်စီဖုန်းဆက်ခဲ့တယ် We met a long time ago ငါတို့ဟိုးအရင်ကဆုံတွေ့ခဲ့ကြတယ် She spilled the beans 20 years ago သူမလျှို့ဝှက်ချက်ကိုလွန်ခဲ့တဲ့နှစ်20ကဖွင့်ချလိုက်ခဲ့မိတယ် Before တခုခုမတိုင်မီတခုခုမလုပ်မီအရင်ကဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ် Before ကို adverb preposition conjunction သုံးမျိုးသုံးလို့ရပါတယ် Number 1 before equals adverb before ကို adverb လို့သုံးရင်အရင်ကဆိုတဲ့အဓိပ္ပာယ် before နောက်မှာဘာမှမလိုက်ဘူး present perfect tense has have plus verb 3နဲ့တွဲသုံးလေးရှိပါတယ် I have never seen him before ကျွန်တော်သူ့ကိုအရင်ကမမြင်ဘူး Have you been to London before ခမည်းအရင်ကလန်ဒန်ကိုရောက်ဖူးလား Number 2 before equals preposition before ကို preposition လို့သုံးရင်နောက်မှာ noun pronoun gerund phrase တွေလိုက်လေရှိပါတယ်တခုခုမတိုင်မီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် I saw her 2 days before the party ကျွန်တော်သူမကိုပါတီပွဲမတိုင်မီ2ရက်အလိုကတွေ့ခဲ့တယ် She failed the exam again she already failed once before that သူမစာမေးပွဲကျပြန်ပြီဒီမတိုင်မီကလည်းတစ်ချိန်ကျခဲ့ပြီးပြီလေ Before going to bed I brush my teeth အဲ့ရမဝင်ခင်ကျွန်တော်သွားတိုက်တယ် Number 3 before equals conjunction before ကို conjunction လို့သုံးရင်နောက်မှာ clause ဝကြပိုင်းလိုက်ရမယ်တခုခုမလုပ်မီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Please close the doors before you leave the office ကျေးဇူးပြုပြီးခမရရုံးကမပြန်ခင်တကားတွေပိတ်ခဲ့ပြီနော်ဒီဝကြလေးနှစ်ကြောင်းကိုဖြည့်ကြည့်မယ်နော် Number 1 I started learning English 5 years dash Number 2 The accident happened 3 months dash the festival. ဒီမလေးကို comment မှာရေးခဲ့ပြီနော် See you next time. Bye bye.